မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။နိုဝင်ဘာ22ရက်နေ့ညရရှိထားတဲ့သတင်းတွေကိုကျမအခုမန်ဂျေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။အပတ်စဉ်16အုပ်ချုပ်ရေးပိုင်းဆိုင်ရာတင်နန်းကျောင်းစင်ပွဲကိုနိုဝင်ဘာ22ရက်နေ့မနက်8:00နာရီတွင်လိုက်စာမြို့တွင်ကျင်းပပြုလုပ်ကြောင်းသိရပါရယ်။ကျောင်းစင်းပြည်ဖြစ်တဲ့ကျောင်းသား990ယောက်ကို DGA တာဝန်ခံမှမင်ခွန် DGA ဒုတိယအတွင်းရေးမှူးစလန်ကဘာနိုဆီယန်မှ KIO အစိုးရဝန်ထမ်းအမိန့်အော်ဒါဖတ်ကြားခြင်းများပြုလုပ်ကြောင်းသိရပါရယ်။အပတ်စဉ်16အုပ်ချုပ်ရေးတင်နန်းကျောင်းကို2022တွင်ကျောင်းဖွင့်တင်ကြားမှုပြုလုပ်ပြီးကျောင်းတက်နှစ်3နှစ်တင်ကြားမှုခံယူကြောင်းလည်းသိရပါရယ်။ကျောင်းစင်းပွဲကိုအစိုးရဌာနဆိုင်ရာတီတီမှဖိတ်ကြားထားတဲ့လူကြီးများနှင့်ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများကျောင်းသားမိဘများပါဝင်၍ကျင်းပပြုလုပ်ပြီးကြောင်းလည်းသိရပါရရှင်။ရေဂျီယာထက်တန်းကျောင်းတွင်နိုဝင်ဘာ19ရက်နေ့၌ကျောင်းသားများကိုကချင်ရိုးရာပလိုင်းပြင်ဆင်မှုတင်ဒန်းပြုလုပ်ကြောင်းသိရပါရယ်။တင်တန်းကိုရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့အစည်းကော်မတီများမှဦးဆောင်လက်ကျောင်းသားများကိုကချင်လူမျိုးများတံပိုးထားသောရိုးရာပလိုင်းပြင်ဆင်မှုကိုတင်ကြားပေးခြင်းဖြစ်ပါတယ်။ကချင်လူမျိုးများ၏ရိုးရာလက်ရာများမပြောက်ပြတ်တော့အောင်တံပိုးထားထိမ့်သိမ့်တက်ပြီးကျင့်သုံးတတ်ရန်ရည်ရွယ်လျက်တင်ကြားပေးကြောင်းကျောင်းဦးဆရာမကြီးငွေဖူရီကြီးပြပြချက်အရသိရပါတယ်။ယခုအချိန်လွေကျဲအထက်တန်းကျောင်းတွင်ကျောင်းဆရာဆရာမ89ယောက်နှင့်ကျောင်းသားအလုံး2000ကျော်ပညာသင်ယူနေကြောင်းသိရပါတယ်ရှင်။ဖားကတ်မြို့စိန်တောင်အတွင်းနိုဝင်ဘာ20ရက်နေ့ကစက္ကစတပ်ဖွဲ့မှလက်နက်ကြီးရန်တပ်ပစ်ခတ်တာကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်ရှင်။စစ်ကောင်စီတပ်ကဖားကတ်တပ်မကုန်းနဲ့မရှိကထောက်ရခိုင်ကုန်းမှလက်နက်ကြီး20ကျင်းရန်တပ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။အခုလိုပြည်သူများနေတဲ့အရက်တို့လက်နက်ကြီးရန်တပ်ပစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိပြီး9ဦးထိခိုက်ဒဏ်ရာပြစ်ဒဏ်ခဲ့တယ်လို့သိရပါတယ်ရှင်။စက္ကစတပ်မဖကတ်မျိုးတပ်မကုန်းကနေလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တာကြောင့်နိုဝင်ဘာလအတွင်းပြည်သူ10ဦးထိခိုက်ဒဏ်ရာပြင်းထန်ရခဲ့ပြီးတဦးကတော့အသက်သေဆုံးသွားပြီဖြစ်ကြောင်းသိရပါတယ်ရှင်။တပ်ပွဲများကြောင့်ဖကတ်မျိုးခန့်အကျုံမိမိလုံခြုံသည့်နေရာများတို့ထွက်ပြေးတင်းရှောင်နေရပြီးခဏတစ်ဖြုတ်မိမိနေအိမ်တွားရောက်ကြည့်ရှုရန်အိမ်ပြန်တော်ဆိရှောင်များအဆက်အသွယ်မရပျောက်ဆုံးနေကြောင်းဒေသခံများထပ်မံသိရပါတယ်။နိုဝင်ဘာလအတွင်းမှာပဲကောက်မွန်ကြီးရွာကဦးဖော်လူဗရန်လိုင်းနဲ့အတင်းတော်စီယာအန်တိုင်တူလာ2ဦးမိမိနေအိမ်ချမ်းကျွဲနွားကြည်ရန်အိမ်ပြန်ခဲ့ကြပြီးယခုအချိန်ထိအဆက်အသွယ်မရပျောက်ဆုံးနေတယ်လို့ဒေသခံတဦးပြောပါတယ်။ကောက်မွန်ကြီးရွာအနီးပတ်ဝန်းကျင်မှာစစ်ကော်မရှင်တပ်တွေတက်ဆွဲနေတာကြောင့်စစ်ဆောင်ပြည်သူများတိုက်ပွဲတွေပြင်းထန်လာမှာကိုလည်းစိုးရိမ်နေရကြောင်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။